ကိုကြီးညီလေးဘွားတော့သွားပါပြီဗျာဘာဖြစ်လို့တော့ညီလေးอ่ะမင်းညာကိုကြီးနဲ့တူတူတောက်ကြတာလေဟာဟုတ်တယ်လေညီလေးကတူတူမူးသွားတာလေအဲ့ဒါမူးကြောင်ကြီးကြောင်လေအိမ်ပြန်ရောက်တော့မိုင်းတင်ချလိုက်တာမနေ့လင်းတော့အော်ကားကြီးဖြစ်နေတယ်ကျုံအောင်ညီမလေးဟာကိုတာတီဆိုင်ကိုနေ့တိုင်းလာတယ်နော်ညီမလေးရှိရောအရင်ကဆိုလို့ရှိရင်အောက်ဆီဂျင်နဲ့အသက်ရှင်နှလုံးခုန်တတ်တဲ့ကိုကြီးอ่ะညီမလေးကိုမျက်နှာမြင်မှနှလုံးခုန်သက်ရှင်နေရတဲ့ကိုပါကွာကိုကြီးအသက်ဆက်ရှင်မှုအတွက်ညီမလေးရဲ့မျက်နှာတရက်တစ်ခါမြင်ဖို့တော့ဒိုးတယ်ကွာဘာနဲ့ညီမလေးကိုဖြေပေးတော့ကွာကိုရလည်းညီမလေးရှိစက်ပြောလေကွာဒီမှာကိုကြီးရေတော့ခုံးနေပြီရင်ခုံးနေပြီကိုရလားညီမလေးရှက်တယ်ကိုကြီးရင်ခုံးလားပေါ်ပြီးမိလေအတောင်များလို့ကောပလီကောပလီမပြောင်းတော့မတော့နဲ့ချင်းမောင်းပြောင်းစားဘယ်ကောင်းရတော့မပြောက်တယ်ဟာကိုတာတီဘာကြီးဖြစ်လာတော့အေးရမင်းနဲ့တကားများလာတာကွာအန်ဒီကိုစိန်ဆောင်ကိုကြီးဘာကြီးသွားပြောလဲမှမသိတာဘာမှမပြောအိမ်မှာရှိရတဲ့ကြားမချိုးဘူးလို့ပြောလို့တခြားပါဆိုမှတော့ချိုးတာဗောငါ့ကွာညီမလေးပြောတော့မှမချိုးတာဟာဟေးဟာတာတီကညမင်းမပြောတဲ့အိမ်ကတရားမချိုးဘူးလားဟုတ်တယ်ကညသူပြောတဲ့တရားချိုးတယ်ပေါ့ချိုးတယ်ကညမွေးရညိုတတ်တဲ့သားညိပြီးသေးတာအောင်ပါဘာညိတယ်ဓာတ်မွေဝါနာတာလိုက်တော့မာလေးဘာလဲရှင်းလာပြန်ပြီတော့ငါများလို့မရမယ်စမူလာလို့မုံအောင်ပါတယ်ပြုံးဒီချစ်လို့ရမ်းချစ်လို့တော်လေးကခုံကားလို့ရုံတော့လုံသားလိုက်ပါညီမလေးရေတရုတ်ပြည်ကတရုတ်ဆိုင်ငယ်စီးပြီးညီမလေးကိုရိုးရပဲခေါ်ပြီးကျင်းရိုးရကြက်ချင် nice အဲ့ဆိုင်ငယ်3ယောက်စီးရ2ယောက်တည်းပဲစီးရအဲ့ဒါခေါ်မတော်ဟဲ့ဝမ်းနာတာလိုက်တာတော်လည်းမတော်ထိန်နေ2ယောက်တယောက်ကြီးမနိုင်ဘူးလောင်းဟဲ့တာဒီမင်းငါညမထားခဲ့တယ်လို့ရကိုကိစ္စကိုလာအောင်ရှင်းမင်းညမကောင်းမကောင်းတာဗျာ तू မကောင်းလေမင်းကောင်းရပြီကွာကျွန်တော်တယောက်တည်းကောင်းလို့မရဘူးအကုန်ကောင်းမှရမှာမင်းဘာကောင်းဖိုက်တာဟုတ်တယ်ကျွန်တော်ကမင်းအမေညမအန်ဂျယ်လာကြီးပဲခိုင်းနေတာကိုရီမခွာဘူးလူသားတကာတွေကြီးပဲတက်ခွာနေလို့အဲ့ဒါစေတနာလေကွာမင်းတို့ဖုံးနေပါကြောက်လို့ဝမ်းလာတာလိုက်တော့ဒီကောင်တွေကလှုပ်လာရင်စောက်ဆန်းနေရဲ့ကြည့်ပဲနေကောင်းလားဟုတ်နေရချက်တူရဲ့ရှာညီမလေးတွေ့နေကြနေရမှာကိုကြီးစောက်နေမယ်နော်ကိုပလင်နဲ့ထွက်ခဲ့မယ်ဘလို့ဖြစ်နာလဲမင်းတို့နှစ်ယောက်အကြောင်းငါသိနေတယ်နော်ငါလုံးမတာတီးညီမလေးရှင့်ကိုတာတီလာပြန်ပြီနော်ကိုကြီးရဲ့နှလုံးသားညီမလေးစီကိုပဲပြည့်ပြည့်ကတ်ချင်နေလို့ပါကွာကိုကြီးရဲ့နှလုံးသားကိုညီမလေးရဲ့ရှင်ခွင်ထဲမှာခိုးလုံဝင်ပေးပါလားကိုတာတီရတယ်ကောင်းရင်ရနေလုံးကြီးရှိမှလှတာကြက်ကလေးတွေရတယ်လာလုံးကြီးရှိမှလှအဲ့ဒါကြောင့်မလို့ကိုကြီးရဲ့နာခက်ကလည်းညီမလေးရှိမှလှကိုကြီးရဲ့ဘဝကိုညီမလေးရဲ့အလှနဲ့ပျော်ခွင့်ပေးပါလားကွာကိုတာတီတော့လူကပြောနေတယ်တက်နေတယ်တကယ်တော့ညီမလေးကအပြုံးနေနဲ့တက်လို့အချိန်ချင်းသေးနေတဲ့ကောင်းပါကွာဟာသိပါပြီကွာတော့ကကြီးတော့ဟာကျွန်တော်ဖတ်တယ်မင်းဘလို့ကြိုက်ကြီးနေဒါမယ်ဖတ်တယ်မင်းဟာဤအော်တော့ပဲတော့ငါဒီတော့ဗျာကဲစားဗျာဖတ်တယ်မင်းဟုတ်တယ်ဟာဘာတော့ကိုပလီဖတ်တယ်မင်းလေဒီမလေးကိုစားအောင်ကောင်းလိုက်တဲ့ဖတ်တယ်မင်းရှေ့ရောနောက်ကိုမင်းနေတာကြည့်လာတော့ရမယ်နော်လာတော့ပို့ပြီးနီးရောကိုယ်ကပေးသလားပေးတယ်တင်ပေးမယ်လေချစ်တအောင်ပြောတာ